因为我不需要依靠斗帝血脉，就能走到今天。ရှောင်းရံနဲ့ရောက်လောင်တို့ကလူသားနန်းတော်ကိုဝင်တိုက်ပြီးတော့သူတို့ရဲ့တိုင်းသူတော်စင်ဆွမ်းအားနဲ့မကောင်းမှုတွေလုပ်နေတဲ့ဝိညာဉ်နန်းတော်ကလူတွေကိုအပြတ်တက်ပဲချိန်မုံပစ်လိုက်နိုင်ပါတယ်လူသားနန်းတော်မှာပုံးနေတဲ့မူကူကလည်းဟန်ဖုန်းကိုမြောက်ထိုးပင်းကော်လုပ်ပေးပြီးတော့ရှောင်းရံကိုလုံးကြံခိုင်းခဲ့တဲ့အပြစ်အတွက်ပေးဆက်လိုက်ရပါတယ်ရှောင်းရံတို့ဆရာတပည့်ကမူကူနဲ့နှစ်ရှည်လာများဖြစ်ခဲ့တဲ့အညိုးတေးတွေကိုအဆုံးသတ်နိုင်ခဲ့ပြီးတော့ပင်လယ်နှလုံးသားမိတော့ကိုလည်းအောင်မြင်စွာရရှိခဲ့ပါတယ်မထင်မှတ်ထားတာကတိုက်ခိုက်တဲ့နေကြောင့်ဒီနေရာကိုစောင့်ကြပ်နေတဲ့နံပါတ်1တန်ဆန်ကလည်းနိုးလာခဲ့ပါတယ်ရှောင်းရံတယောက်အစွမ်းကုန်ကြိုးစားပြီးတော့နံပါတ်1တန်ဆန်ကိုအပြတ်အသတ်နိုင်ခဲ့ပေမဲ့လျှို့ဝှက်ဆန်းကျဲပြီးတော့အင်အားကြီးတဲ့ဝိညာဉ်နန်းတော်ရဲ့ဒူနန်းတော်သခင်ကရုတ်တရက်ရောက်လာပြီးတော့ရှောင်းရံကိုအကြက်တဲအသစ်နဲ့ကြုံစီခဲ့ပါတယ်လဲကျနေတဲ့နံပါတ်1တန်ဆန်ကိုကြည်ရင်နဲ့ဒူနန်းတော်သခင်ကအတုံးမကျတဲ့ကောင်ဆိုပြီးရေရွတ်လိုက်ပါတယ်ပြီးတာနဲ့ရှောင်းရံကိုလည်းရှောင်းရံကသူ့ရဲ့တကားရှိကိုလာရဲတယ်ပေါ့ဆိုပြီးတော့မေးလိုက်ပါတယ်ဒူနန်းတော်သခင်ရောက်လာလို့ပျော်သွားတဲ့အဖိုးကြီးကိုတော့ဒူနန်းတော်သခင်ကချက်ချင်းပဲလေဘင်းညစ်ပြီးတော့ခွေးတောင်းသားတွေနန်းတော်သခင်ကဒီလိုအရေးကြီးတဲ့နေရာကိုမင်းတို့ကိုအပ်ထားတာမင်းတို့ကအဖြက်စီးခံလိုက်တယ်ပေါ့ဆိုပြီးတော့ပျော်ရင်းနဲ့လွှင့်ပစ်လိုက်ပါပြီလွှင့်ထွက်သွားတဲ့အဖိုးကြီးကတော့ဒူနန်းတော်သခင်ကိုအသက်ချမ်းသာပေးဖို့တောင်းပန်နေရပါတယ်ဘာမှမဟုတ်ပဲနဲ့ကောင်းကင်ဘုံရဲတိုင်းမဟာမေးဖွဲကသူတို့ဝိညာဉ်နန်းတော်ကိုပျက်စီးစေဖို့အတွက်ရှောင်းရံတို့ကိုတက်တိတွေပေးလိုက်မယ်လို့မထင်ထားတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်ကြည်ရတာကအပြင်ဘက်မှာလေဟာနယ်ကိုပိတ်ဆို့ထားတာဆိုပေမဲ့ဒူနန်းတော်သခင်ကဘယ်ကြောင်ကနေရောက်လာလဲဆိုတဲ့မိကွန်းကိုရှောင်းရံတယောက်တွေးနေမိပါတယ်နန်းတော်သခင်ကတော့ရှောင်းရံကိုမင်းမေ့နေပြီလားဆိုပြီးတော့ရှောင်းရံရဲ့အဖေကအခုဆိုရင်ဘသူ့လက်ထဲမှာရှိနေရလဲဆိုပြီးမေးလိုက်ပါတယ်အဲ့လိုကြားလိုက်တဲ့အချိန်မှာတော့ခမားလုံရဲလားဆိုပြီးတော့ရှောင်းရံတယောက်ဒေါသတကြီးနဲ့ပြန်ပြောလိုက်ပါပြီဒူနန်းတော်သခင်ကတော့မလုံရဲစရာဘာအကြောင်းမှမရှိတဲ့အကြောင်းနဲ့ဒီနေ့ရှောင်းရံကသူတို့ဝိညာဉ်နန်းတော်ကိုဖျက်ဆီးခဲ့တယ်လို့မျိုးပြန်ရောက်ရင်သူလဲရှောင်းချမ်းကိုအဲ့လိုမျိုးဖြစ်အောင်ပြန်ပြီးဖျက်ဆီးမယ်ဆိုပြီးချိန်ချောင်းလိုက်ပါတယ်ရှောင်းရံတယောက်ဒေါသတွေထွက်သွားပေမဲ့ရောက်လောင်ကတော့စိတ်လိုက်မှမလုံနဲ့ဆိုပြီးတားလိုက်ပါတယ်ရှောင်းရံကလည်းသူ့အဖေသားတစ်ခုခုဖြစ်သွားရင်ရှေးရောက်ဧကလေးကြောက်စင်းကို Google Lens ကိုပေးလိုက်မယ်ဆိုပြီးတော့ထပ်ပြောလိုက်ပါတယ်ဒူနန်းတော်သခင်ကတော့အဲ့လိုလုပ်ဖို့မလိုတော့တဲ့အကြောင်းနဲ့ရှောင်းရံမှာအဲ့လိုအခွင့်အရေးမရှိတော့ဘူးဆိုပြီးတော့စာအုပ်တုပ်ကိုကြည်နေရင်လည်းရှောင်းရံကို Hong Kong စီသူကိုယ်တိုင်ခေါ်သွားပြီးတော့ရှောင်းရံတို့သားဖကိုပြန်ဆုံစည်းပြီးတော့မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်စာအုပ်ကိုဖွင့်လိုက်တာနဲ့ဒိုဂျီစွမ်းအားတွေကလည်းထွက်လာပါပြီအဲ့ဒီထဲကနေစွမ်းရင်တန်ရိုးတွေကလည်းထွက်လာပါတယ်တကယ်တော့ဒူနန်းတော်သခင်ကကြဲ့သုံးမွင့်တိုင်းသူတော်စင်မှာပြီးတာနဲ့ဒူနန်းတော်သခင်ကတော့စွမ်းရင်တန်ရိုးတွေကိုတုံးပြီးတော့စားတိုက်လိုက်ပါတယ်ရှောင်းရံကလည်းချက်ချင်းပဲရှောင်းလိုက်နိုင်တယ်လေပြီးတာနဲ့ပေးတန်းကိုတုံးပြီးတော့ရိုက်ချဖို့လုပ်ပေမဲ့စွမ်းရင်တန်ရိုးတွေကလက်ဦးသွားပါတယ်ရောက်လောင်ဝင်ပါဖို့လုပ်တော့ဝင်မပါနဲ့ဆိုပြီးတော့ဒူနန်းတော်သခင်ကလှမ်းတိုက်လိုက်ပါတယ်ဒါကြောင့်ရောက်လောင်တယောက်နောက်ကိုလွတ်ထွက်သွားပါပြီစွမ်းရင်တန်ကြိုးတွေကိုပြန်လဲခုခံပြီးတဲ့နောက်မှာတော့ရှောင်းရံကလည်းနည်းနည်းတော့အားနေသွားပါတယ်ဒူနန်းတော်သခင်ကလွင့်ထွက်သွားတဲ့အဖိုးကြီးကိုအပြစ်တွေပြန်ဆယ်ဖို့အခွင့်အရေးတစ်ခုပေးမယ်ဆိုပြီးတော့ရောက်လောင်ကိုသွားထိန်ခိုင်းထားလိုက်ပါတယ်ဒါကြောင့်အဖိုးကြီးကလည်းချက်ချင်းဆိုသလိုရောက်လောင်ကိုပြေးတိုက်လိုက်ပြီလေဒူနန်းတော်သခင်ကတော့စွမ်းရင်တန်ကြိုးတွေကိုထုတ်ပြီးတော့ထိုက်တိုက်လိုက်ပါတယ်ရှောင်းရံကလည်းလာသမျှကိုပေးတယ်နဲ့ကာလိုက်ပြီးတော့ခုခံမိမယ်စွမ်းရင်တန်ကြိုးတွေကတော့များတဲ့ထက်ပိုများလာပါတယ်လျှက်စီး3000လှုပ်ရှားမှုကို3ရင်းနဲ့စွမ်းရင်တန်ကြိုးတွေရဲ့တိုက်ခိုက်မှုကနေပြေးလွှားနေရင်ဒူနန်းတော်သခင်ရဲ့အနောက်ကိုအမြန်သွားပြီးတော့ခုတ်ချဖို့လုပ်ပေမဲ့မအောင်မြင်လိုက်ပါဘူးတန်ကြိုးတွေတိုက်တာပဲပြန်ခံလိုက်ရပါတယ်တန်ကြိုးတွေကရှောင်းရံကို